ပေါ်ပြထားတယ်အချိန်စီတော့ကောင်းနေရောမြေပြောအကုန်လုံးဖျားရဲ့အာနာတကူအလက်ထက်မှာရန်ဒီတီရှာပြန်မကဲထားမယ်အခုလက်တော်ချိန်မှာစာနာသူကပေးကဲထားတာရှိတယ်နော်ဆိုနော်ဒါမဲ့ကျွန်တော်ကကြိုတိထားတဲ့အတွက်ကြောင့်မို့ကျွန်တော်လက်ရှိအခက်အခဲတွေရှိနေနေမယ်ဝန်နေကြအကြောင်းမရှိဘူးဒီထက်ကောင်းတဲ့အခြေအနေတစ်ခုရှိသေးတယ်ဆိုတော့ကျွန်တော်နားလည်တဲ့အကြောင်းဖြစ်တယ်နောက်ဗျာတိ30 80ကိုဆက်ထားမယ်ငါကြားရသောကောင်းကင်အတန်သည်တဖန်ငါအားပြောသည်ကမြေနှင့်ပင်လယ်ပေါ်မှရက်နေသောကောင်းကင်တမန်ဤလက်ကိုဖွင့်ထားလျက်ရှိသောစားဆောင်ငယ်ကိုတွား၍ယူလို့ဟုဆိုလျင်ငါသည်ကောင်းကင်တမန်ထံသို့တွား၍စားဆောင်ငယ်ကိုပေးပါဟုတောင်း၏သူကလည်းယူ၍စားလောဝမ်းကိုခါစေလိမ့်မည်တိုးတော်လည်းပါစ၌ကြားရည်ကဲ့သို့ချိုလိုက်ပြီဟုဆိုလျင်ငါသည်စားဆောင်ကိုကောင်းကင်တမန်၏လက်မှယူ၍စား၏ပါစ၌ကြားရည်ကဲ့သို့ချို၏စားပြီးမှဝမ်း၌ခါ၏ဆိုတော့ကျွန်တော်စားတယ်ဆိုတဲ့ဥစ္စာကိုကျတော့ကျွန်တော်တို့ဟိုတော့ဝိညာဉ်သဘောရကြည့်စီခံယူတယ်နော်ပြီးတယ်မှတ်ထားခိုင်းတဲ့သဘောအမေတို့မျိုးစားတယ်ဆိုတဲ့ဥစ္စာကိုစားလေးစားတဲ့ဥစ္စာကိုကျွန်တော်ဆာလန်19:30မှာတွေ့ရလို့နော်119ဆာလန်119အငယ်103မှာစားတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ခုရှိတယ်119ဆာလန်19အခန်းငယ်30နောက်ဆာလန်119အခန်းငယ်103နောက်ခုကျတော့ယေရမိ15:16ဆာလန်19အခန်းငယ်30နောက်ဆာလန်119အခန်းငယ်103နောက်ခွာယေရမိ15အခန်းငယ်16နောက်အာမုတ်8:17ယေရမိဘလာလဲယေရမိ15အခန်းငယ်16နောက်အာမုတ်8:17နောက်ကျွန်တော်ယေဇကျေလ2 8ခုရဲ့ယေဇကျေလ3ခုရဲ့မှာလည်းတွေ့ရသေးတယ်ရှေ့ယေဇကျေလအခန်းကြီး2အခန်းငယ်8ယေဇကျေလအခန်းကြီး3အငယ်3ဒီမှာကစာရွက်စာတမ်းတကယ်ဟိုတော့စားတယ်ပုံစံမျိုးနဲ့တော့ကျွန်တော်ယေဇကျေလပုံမှာတော့ကျွန်တော်တွေ့ရတယ်ဒါပေမဲ့ရှင်ယောဟန်မှာကျတော့ဖျားကသူ့ပါဇက်ထဲမှာတကယ်စားခဏလားဝိညာဉ်သဘောနဲ့ပြောရတာလားဆိုတာတော့ကျွန်တော်အတိအကျမသိဘူးဆိုတော့မှလည်းဆိုပေမဲ့လည်းသူအနေနဲ့တော့စားရတယ်ဒီဖျားကားကိုရတယ်ဆိုတဲ့သဘောတော့ပြောတာဖြစ်တယ်အဲ့တော့ကျွန်တော်နှစ်ကော7နှစ်3ကျွန်တော်ဖတ်ကြည့်မယ်ဘော10နှစ်အခန်းငယ်နဲ့3ဘော10နှစ်ခန်းငယ်နဲ့3Okay, ni kau ada seni ni nak tahu. Teknologi akhirnya karena palu piu, berubah resource ke. Sekarang masalah yang dojo kusia tu, pada dojo kita buat teknologi jadi. Sejak dia kini ni no arti hopkali, tapi dunia isu tu macam sana ni boleh, no? Isu di seni dia. Seniนี่ตัวเส้นนี่ตัวมันจะไม่ใช่ตัวอะไรดูดีนี่ก็เส้นนี่เช็คก็ที่จออีกเด็กที่ตัวดูดีเอากูแล้วเนี่ยเขาเองใจชีสองนี่จามูนาดีโจอาดีตัวนาดามาดีมาดีกูงามดียาที่ที่หลงดีโจดีดีราดีตุโกตุชีสองจีโอขยายวิလူမပြောအပ်မပြောနိုင်သောစကားကိုရှားသည့်အကြောင်းကိုငါသိ၏ထိုခန္ဓာကိုယ်ခန္ဓာဒီမပါဒီကိုငါမသိဘုရားသခင်သိတော်မူ၏အဲ့ဒါကဘာလဲရှင်ဘောလူကိုဘုရားသခင်အရှင်လက်မိုးမှာခေါ်တာဒါတော့ပြတာကြားခိုင်းတာရှင်ဘောလူနော်ဟုတ်တော့ကျွန်တော်စာရုပ်ကိုစားခိုင်းတယ်ဆိုတော့ဝိညာဉ်ဘောမျိုးနဲ့ခိုင်းတယ်လို့ပြောတဲ့ပုံစံမျိုးနော်ရှင်ဘောလူခေါ်လာတဲ့ဆိုတာသူ့ရဲ့ကိုခန္ဓာပါလားမပါလားဆိုတော့မသိဘူးဒါပေမဲ့ကောင်းကြီးရဲ့သုံးပုံတတိယကောင်းနေဆိုတာကတော့ဖျားဖြစ်နေတဲ့နေရာကျွန်တော်ပထမကောင်းနေဆိုရင်ဒီကနေကျွန်တော်ဒီအပြတိတ်တွေ့တဲ့နေရာကလေညာသွားတဲ့နေရာကသွားရောက်တဲ့နေရာကပထမကောင်းကြီးဒ
ဒုတိယကောင်းကင်ကြတော့ဒီလေထူရတယ်ကြော်ပြီးတော့စစ်ကြဝဠပေါ့နော်ကျွန်တော်တို့အာဂတနေအဲ့ဒုတိယကောင်းကင်အဲ့ဒုတိယကောင်းကင်မှာလည်းဟိုတိုင်းရှိတယ်ဒီဝိညာဉ်သွန်းသက်ဆိုလည်းရှိတယ်ဒါပေမဲ့ဒီဝိညာဉ်သွန်းသက်ဆိုဒုတိယကောင်းကင်အပေါ်မှာကြတော့ဘုရားခင်ရဲ့ကောင်းကင်ရှိတယ်အဲ့ဒါပေါ့အဲ့တော့ပြောခရစ်အဲ့ဒီဘုရားပြောရှင်ဘောတော့အဲ့ဒီရောက်သွားတာတော့ဒီကြားပြီးတော့မတိအမကြားတဲ့ကားလည်းသူကြားခဲ့တာပေါ့နော်ဒီအတိုင်းပဲဟိုတော့ဘုရားခင်ကသူ့ကျွေးတာပေါ့နော်အဲ့ဒီကြားကောင်းကျွေးတယ်ယေဇကျေလနဲ့ယောဟန်ကတော့သူကတကယ်တော့ဘုရားခင်ကြီးကအရေးကြီးတဲ့စကားကိုသူတို့ရနေတာဖြစ်တယ်နော်ဘုရားရဲ့စကားကိုသူတို့ရတယ်ဒါပေမဲ့အဲ့ရတဲ့စကားကိုတစ်ဖက်ပြန်ပြောဖို့လဲသူ့မှာခွန်အားကိုဘုရားခင်ကထည့်ပေးတာပေါ့နော်ပြန်ပြောဖို့လဲဘုရားခင်ကသူအားလာပေးတယ်တော့အစပိုင်းမှာတဲ့ခြုံပေမဲ့ဝင်သွားတဲ့ခါမှာဖြစ်တယ်ဘိုက်ထဲမှာထားသွားတယ်နော်တော့ဘုရားရဲ့ဂိယူနာချစ်ချင်းကိုသွားရေးရတာဖြစ်တယ်ဘုရားခင်ကဂိယူနာတော်ရှင်ဖြစ်တဲ့ချစ်ချင်းတဲ့ရှင်ဖြစ်တဲ့ကျွန်တော်ဆောင်ရေးရတာတော့ချူတယ်ဒါမဲ့စီရင်ချင်းမျိုးကိုရေးရတဲ့အပိုင်းမှာကျတော့ဗာလေသူ့အတွက်ဖြစ်တယ်ခါတက်တယ်နော်ချစ်ချင်းမြတ်တာဖျားတဲ့ချစ်ချင်းတဲ့ဂိယူနာရှင်ဖြစ်တဲ့ပထမပိုင်းမှာရရဆိုတယ်ဒါမဲ့နောက်ပိုင်းဒီစီရင်ချင်းနောက်ပိုင်းမှာဗာလာမယ်စီတော်လေချစ်ချင်းမြတ်တာတွေဂိယူနာနောက်ပိုင်းမှာစီရင်ချင်းလာမယ်အဲ့စီရင်ချင်းလာပြပိုင်းကိုတော့ရေးရတာစင်တာညီတွားဖြစ်စီရဖြစ်တဲ့အကြောင်းပေါ့နော်တော့ကြီးစီတာကတော့ဖျားချင်တော့သူရဲ့စာတန်နဲ့သူရဲ့အပေါင်းပါလို့လုံးဝကိုညီမှာတော့ကြီးဒီတော့ကြီးစီတာဖြစ်တဲ့ဖျားရဲ့ကြီးမားပြင်းထန်တဲ့စီရင်ချင်းကိုတို့ဒီလိုဖျားခင်ကအဲ့ဒီဖြိုပြက်ပြီးတော့မောင်းထုတ်တဲ့တနေ့မှဒီကောင်းနေတဲ့အာဂတောမှာဘသူကပြန်လဲစိုးစံနိုင်မှာလဲခရစ်တော်ကသူကစိုးစံခြင်းကိုသူကပြန်ပြီးတီထောင်တာဖြစ်တယ်မတီထောင်ရင်မှအကုန်အပြက်ကိုရှင်းသွားမှာဖြစ်တယ်အပြက်ရှင်းမှသူကတီထောင်မှာဖြစ်တယ်တော့ဒီညကိုတေချာရေးဖို့တောင်းကဖျားသူရအောင်တော့ဒီရှင်ယောဟန်ကိုပေးထားတယ်ဒီနိုင်ကိုလည်းခွန်အားပါသူကပေးတယ်နော်မဖြစ်နေတော့ရှင်တော်မှာဖြစ်တယ်ဆိုတော့ရှင်ယောဟန်စီကျွန်တော်သိရတာဖြစ်တယ်ဆိုတော့အဲ့ဒါကြတော့ကျွန်တော်ပြတဲ့30အခုပြတဲ့7ကိုကျွန်တော်ဆက်မကြည့်ကြရအောင်အပေါ်ပါတော့လို့ဒီလားကျွန်တော်ပြတဲ့7ဟုတ်ကဲ့အဲ့လိုခုနစာဆောင်ဟာခုနစာဆောင်ဖွင့်တဲ့ဥစ္စာအခုကသူကအဲ့ဒီစာဆောင်နော်အဲ့ဒီစာဆောင်သူစားလိုက်တော့ဖွင့်တဲ့စာဆောင်မလားခံယူလိုက်တာဖြတ်နေသူပေးထားလိုက်ခင်လိုက်တာဟုတ်ကဲ့အဲ့ဒီစာဆောင်မလားဟုတ်ကဲ့ဟုတ်ကဲ့ဖွင့်ထားတယ်စီရင်မယ်စီရင်ချင်းလာမယ်နော်ဖျားရဲ့အဲ့ဒီဖျားရဲ့အုပ်စုကြီးခရစ်တော်ရဲ့အုပ်စုကြီးလောကမှာစတော့မယ်အဲ့ဒါဒီထဲမှာပေးပြီးတော့စားခဲ့တယ်ဒါပေမဲ့စားခဲ့မှာပထမပိုင်းတော့ချိုးတယ်ဖျားကောင်းမြတ်တဲ့ဖျားဖြစ်တယ်မြစ်တာရှိဖြစ်တဲ့ဘာညာဟုတ်နော်ဒါပေမဲ့ဒီနောက်ပိုင်းမှာကျွေးနောက်ပိုင်းမှာဗာနဲ့ဆက်လာလဲလို့ဆိုရင်စီရင်ချင်းလိုက်မယ်ချစ်ချင်းမြတ်တာပိုင်းမှာကျတော့ချိုးတယ်လေချစ်ကချိုးတယ်လေဒါပေမဲ့စီရင်ချင်းမှာလဲခါတယ်ဒါကအနေနဲ့အချူလည်းစားရောက်ဖျက်နေကြတော့ခါကအချူအကောင်းပေးရရှိတယ်ဒီလိုပွားကြတယ်ကဲဆက်ပြလို့ကျွန်တော်ဆက်ကြည့်မယ်ဆက်ကြည့်တင်းတဲ့နေ့ကိုဆက်ဖတ်မယ်တဖန်တန်တန်နဲ့တူတော့ကျူပင်တစ်လုံးကိုငါအားပေး၍ငါကိုပြောဆိုဒီကထားတော့ဘုရားခင်ဤဗိမာန်တော်နှင့်ရစ်ပလင်ကိုတိုင်တော့ဗိမာန်တော်၌ကိုးကွယ်တော်သူတို့ကိုလည်းရည်တွက်တော့ဗိမာန်တော်တိုင်းကိုမတိုင်နှင့်ပေချာတော့တပါးမြို့သားတို့၌အပ်ပေပြီးသူတို့သည်တတ်ရှင်တော်မြို့တော်ကိုလာဒီစေနလာပါလို့နေကြလိမ့်ဆိုတော့ရှင်ယောဟန်ကိုဖျားကံပါတိုင်းနိုင်ခဲ့တယ်ဗိမာန်တော်ကိုတိုင်းနိုင်ဗိမာန်တော်ဆိုတာကသူတို့ခေတ်ကဖျားကိုရှစ်ခိုးတဲ့အဲ့ဒီဖျားကောင်းလို့ပြောပါဘူးဆိုရအကြီးကြီးဒါပေမဲ့အဲ့ဒီရှင်ယောဟန်လက်ထက်မှာအဲ့ဒီဗိမာန်တော်မှာမရှိတော့ဘူးယေရုရှလင်မြို့မှာဘာလို့ဆိုတော့ AD ဟိုဒါကနော်90မှာဗိမာန်တော်ကယောမတွေမိရှုဖြစ်စီးတာကိုပါပြီလုံးဝကြောက်တုံးတစ်လုံးမှမကြအောင်အကုန်လုံးအပြည့်ရှင်းလိုက်တယ်ဆိုတော့အဲ့ဒီအချိန်မှာကျတော့ဗိမာန်တော်ကမရှိတော့ဘူးဒါအပြင်ဒီရှင်ယောဟန်ကိုပဲဖျက်ခင်အဆောင်တော့ဗိမာန်တော်ကိုတိုင်းခိုင်းလာဆိုတာလည်းမဟုတ်သေးဘူးဥယျာဉ်တော့ကဒီစီဂျီလာတော့ကလည်းဖျက်ခင်သူ့